ဒုတိဝန္ဒနာရှင်များအားလုံးမင်္ဂလာပါစို့ကျွန်တော်ရဲ့ဒုတိကုသိုလ်အကောက်လေးရပြီးတော့နှုတ်ခွန်းဆက်တာပါလေခင်ဗျာကျွန်တော်ရဲ့အကောက်အောင်ဖြစ်တဲ့ဒုတိကုသိုလ်အကောက်ကပြီးတော့ကြာသွားခဲ့တဲ့အတွက်အခုဒုတိကုသိုလ်အကောက်ရဲ့အတစ်ကလေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မသိရဲ့မိတ်ဆွေတွေရောတီးပြီးသားမိတ်ဆွေရောကျွန်တော်ရဲ့ဒုတိကုသိုလ်အကောက်ကလေးကို like share လေးနဲ့ subscribe လေးတွေနှိပ်ပြီးသွားကြပါအောင်နော်ကျွန်တော်အခုတနင်္လာနေ့ကဖောင်းတဲ့အတွက်အင်္ဂါနေ့ကိုစတင်ပြီးတော့ကျွန်တော်ရဲ့ဒီအကောက်တစ်ဖြစ်တဲ့ဒုတိကုသိုလ်အကောက်ကလေးရပြီးတော့အမြဲတမ်းပေါက်ကနမင်းကိုတင်ပြီးသွားမှာဖြစ်ပါတယ်ကြာဖြစ်ပါတယ်ကျွန်တော်အင်္ဂါနေ့အတွက်ခဏန်းကိုလည်းတခါတည်းဒီမှာလည်းပြီးသွားပါမယ်ခင်ဗျာအင်္ဂါနေ့ကြရင်တော့အင်္ဂါနေ့တနေ့ကုန်သားခဏကျွန်တော်ပြီးတော့ပါမယ်ကျွန်တော်ရဲ့ဒုတိဝန္ဒနာရှင်များအတွက်ကျွန်တော်ရဲ့ view လေးကိုစုံအောင်တော့ကြည့်ပြီးသွားကြပါဦးနော်ဒုတိကုသိုလ်အကောက်ကပြီးတော့နေ့စဉ်ခဏများကိုထွက်ခဏမိနစ်နဲ့အတူတူအများနဲ့တင်ပြီးသွားမယ်ကျွန်တော်ရဲ့အကောက်ကလေးကိုလည်း follower လေးနဲ့ like share လေးsubscriber လေးတွေလည်းနှိပ်ပြီးသွားကြပါဦးနော်အင်္ဂါနေ့10 နာရီကို live show ပြန်လွှင့်ပေးပါမယ်မနက်ပိုင်းကိုညနေပိုင်းကျတော့နှစ်ချက်ခွဲလောက်ကိုကျွန်တော် live show ရှိပါမယ်နေ့စဉ်ကျွန်တော် live show တက်လွှင့်ပေးသွားပါနော်ကျွန်တော်ကိုယုံကြည်လို့ထိုးကျင်တဲ့ချစ်မိတ်ဆွေများနေ့စဉ်ကျွန်တော်ရဲ့ဒီဒုတိကိုဇော်အကောက်ကလေးကို follower လေးတွေနဲ့ကျွန်တော်တင်တဲ့ video လေးတွေနေ့စဉ်တွေ့ရအောင်လို့ follower လေးတွေနဲ့ subscriber လေးတွေနှိပ်ပြီးတော့ကြပါကျွန်တော်ရဲ့ share လို့ရတဲ့နေရာလေးများလည်း share ပြီးတော့ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒုတိချိမိတ်ဆွေများကိုကျွန်တော်အင်္ဂါနေ့တနင်္လာနေ့ဖောင်းတဲ့အတွက်အင်္ဂါနေ့အတွက်ကဏ္ဍကိုကျွန်တော်ကတော့ပုံမှန်တင်နေကြဖြစ်တဲ့လေးလုံးကဏ္ဍလေးလုံးအခွေကိုကျွန်တော်တင်ပြီးသွားပါမယ်ဒါနေ့စဉ်တင်ပြီးသွားမယ်မနေ့တစ်ချိန်ညနေတစ်ချိန်အဲ့ဒါလေးကိုဒုတိပိတ်ဆွေများကြိုက်နေတဲ့ဆိုရင်တော့ like ထိုးပေါ့ဗျာမကြိုက်တဲ့ညီကောင်မောင်တို့များဒုတိဝါဒမပါတဲ့ညီကောင်မှာတကယ်လို့မကြည့်ချင်ဘူးဆိုတော့ကြော်သွားကြပါဗျာကျွန်တော်ကတော့မမတွေပါလည်းမခေါ်ပါဘူးဗျာကျွန်တော်ရဲ့ကဏ္ဍလေးကိုနေ့စဉ်စေတနာနဲ့ဖြစ်စေတနာတိတက်ကျွန်တော်တင်ပေးသွားပါမယ်ကျွန်တော်ရဲ့ဒီဒုတိကိုဇော်အကောက်ကလေးရအမြဲတမ်းတင်ပေးသွားပါမယ်မနက်ကိုတစ်ချိန်ညနေတစ်ချိန်ပေါ့ဗျာမနက်ဆိုရင်ကျွန်တော်10 နာရီထိုးလောက်ကို live show လွှင့်ပေးပါမယ်ညနေပိုင်းကျတော့နှစ်ချက်ခွဲလောက်ကိုကျွန်တော် live show တက်လွှင့်ပေးပါမယ်အဲ့မှာကဏ္ဍနေတစ်ခါလည်းပြောမှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်လို့ကျွန်တော်ရဲ့အကောက်ဖြစ်တဲ့ဒုတိကုသိုလ်အကောက်ကလေးကို follower လေးလည်းလောက်သွားပြီးပါဦးနော်subscriber လေးတွေနှိပ်ပြီးသွားပြပါဦးshare လို့ရရင်လည်း share ပြီးကြပါဦးနော်အခုကျွန်တော်ရဲ့အင်္ဂါနေ့အတွက်ခဏကျွန်တော်တခါလေးပြောခဲ့ပါမယ်အင်္ဂါနေ့ကို965အခွေအဲ့ဒါလေးကိုထိုးထားပါနော်965နော်တနေ့ကုန်တာပေါ့နော်အဲ့ဒီကျွန်တော်မနက်ပိုင်းတွက်တော့ကျွန်တော်အဲ့ဒီကတော့ကျွန်တော် live မလွှင့်တော့ဘူးဗျာအဲ့ဒီကတော့ကျွန်တော်အခု965အဲ့ရဲ့အခွေလေးတော့ကျွန်တော်ခါလေးပေးထားခဲ့ပါမယ်ကျွန်တော်အင်္ဂါနေ့ live show တော့မတက်တော့ဘူးဗျာအင်္ဂါဗုဒ္ဓဂုနေ့ကျရင်တော့ကျွန်တော် live show ပြန်ရှိပါမယ်ဗျာတကယ်လို့ပေါက်ခဏန်းနေမနက်ပိုင်းထွက်သွားခဲ့နေရင်တော့ညနေပိုင်းကိုကျွန်တော် live show ပြန်တက်ပေးပါမယ်ဗျာကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုနေ့စဉ်တင်ပြီးသွားမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောရင်းနဲ့ကျွန်တော်အင်္ဂါနေ့
ခေါ်တယ်အခွေပေါ့အခွေခွန်နှစ်65အခွေကိုမတိတဲ့လူရောတိတဲ့လူရောအကုန်လုံးတိအောင်လို့ပေါ့ဗျာကျွန်တော်ရဲ့ဒုတိကိုစောအကောက်ကလေးကို share လို့ရရင်လည်း share ပေးပါဗျာ share လို့မရဘူးဆို like share လေးနဲ့ subscriber လေးနှိပ်ပြီးသွားကြပါအောင်လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုရန်နာခွင့်ပြုပါခင်ဗျာ